အာနာစင်ကိုထောက်ကန်နေတဲ့ဟိုချင်းစုပ်တွေအာနာစင်နဲ့ပူးပေါင်းနေတဲ့ချင်းစုပ်တွေကိုပြောချင်လို့ဒီမှာအပေါ်အမြင့်ကြီးတက်နေတာနော်တရားမှလည်းမတက်လာသေးဘူးကျွန်တော်အကောက်တွေအကုန်လုံးပိတ်ခံတော့ဒီဟာကတိပြီးမှလူလည်းမရှိဆိုတော့မထကြသေးဘူးထင်တယ်ဟုတ်ကဲ့ပါကျွန်တော်လိုက်လွှတ်နေအားလေးကိုဒီချင်းလူမျိုးတွေတွေ့လို့ရှင်လည်းကြည့်ဖို့ဗျာမှတ်ချက်လေးပါလေးပေးသွားကြဆဲချင်လည်းဆဲလို့ရတယ်အတိကကျွန်တော်ပြောချင်တာကဒီအာနာစင်နဲ့ပေါင်းတဲ့လူမျိုးတွေကြည့်လိုက်အာနာစင်နဲ့ပေါင်းတဲ့လူမျိုးတွေကြည့်လိုက်မတူပြီးနေသားတွေချဲပဲမတူပြီးနေသားတွေချဲပဲမင်းအောင်လည်းလက်ပြော့ကိုတောဆုပ်တဲ့လူကြည့်လိုက်မတူပြီးနေသားတွေချဲပဲနော်ငွန်ကျုံးလန်မင်းအောင်လည်းလက်ပြော့ကိုစုပ်တာမကဘူးမင်းအောင်လည်းလက်ထစ်ပါစုပ်နေတာအဲ့ငွန်ကျုံးလန်ဆိုတဲ့လူကအဲ့ခွေးမသားတော့ပြောပေါင်းလည်းများနေပြီထုထောင်းပေါင်းလည်းများနေပြီအကောက်လည်းခဏနာပိတ်ပေးတာအဲ့ခွေးမသားနော်အခုကျွန်တော်ပြောချင်တာကဒီဟိုတမတော်ဟာပေါ့တမတော်မဟုတ်ဘူးတပုံကောင်းဆောင်မင်းအောင်လည်းကအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပျက်တဲ့အရာလေးကိုကျွန်တော်ပြောပြမယ်နော်ငါတို့ချင်းနေနော်ချင်းနေကျွန်တော်အကောက်တဲ့အကုန်အပိတ်ခါလာအပိတ်မခါခင်ဗျားတို့ချင်းနေကျွန်တော်ကောင်းကောင်းထုထောင်းချင်တာကျွန်တော်ပြောတဲ့အချိန်မှာအစဆုံးနားထောင်ကြည့်ဘာကိုပြောချင်တယ်ဆိုတော့နားထောင်ပြီးမှဆဲစရာရှိဆဲကျွန်တော်ပြောမယ်နော်မတူပြီးနေသားတွေမတူပြီးချင်းနေမတူပြီးနေသားတွေကျွန်တော်ပြောမယ်အခုတပုံကောင်းဆောင်မင်းအောင်လည်းကနိုင်ငံတော်အာဏာသိမ်းတယ်နိုင်ငံတော်အာဏာသိမ်းလို့လူတွေတလောက်ဒုက္ခပေးနေတာနော်ခိုးကြဖွက်ကြနော်အိမ်ထဲဒီဝန်ဆွေလူငွေလူနဲ့နော်ဆိုင်ကယ်ဒီခိုးစီကာရီနဲ့တင်းနော်လူတကတပ်ဖြတ်နေပြီဒီလောက်တောင်းချနေတဲ့ဟိုတပုံအဖွဲ့ကိုမြတပုံစစ်ကောင်စီကိုမြထောက်ခံနေတဲ့မတူဘီကချင်းနေအကြောင်းကျွန်တော်ပြောပြမယ်နော်အခုချိန်မှာလူတိုင်းကအာနာစင်ကိုဆန့်ကျင်နေကြတဲ့အချိန်မှာနော်ပါတီနိုင်ငံရေးမှာကွဲလွဲလို့ရတယ်နော်ကိုကြိုက်နေတဲ့ပါတီကိုကြိုက်နေတဲ့ပါတီပဲဖြစ်အချောင်ရခြင်းလို့နေရာရခြင်းလို့တခြားပါတီထောက်ခံတာပဲဖြစ်ဒီမိုကရေစီလိုလားလို့ထောက်ခံတာပဲဖြစ်နေရာလေးလိုခြင်းလို့ဟိုရနေရာလေးမှာဟိုနေရာလိုခြင်းလို့ဟိုထောက်ခံတာပဲဖြစ်ပါတီနိုင်ငံရေးမှာကွဲလွဲလို့ရတယ်နော်အာနာစင်စနစ်မှာကွဲလွဲလို့မရဘူးအာနာစင်စနစ်မှာနော်တွန်းလှန်ဖို့ပဲရှိတယ်မေလို့ချင်းနေမင်းတို့ကောင်နေချင်းလူမျိုးဆိုတာတမိုင်းအစင်ဆက်မှာရိုးသားလာတဲ့စူးစားလာတဲ့မဟုတ်မခနော်အင်္ဂလိပ်ပြည်တော်မှာခွေးမောင်းမောင်းလာတဲ့ချင်းနေအခုကြမှာချင်းတိခါမချကြနဲ့မတူဘီသားတွေနော်ကျွန်တော်အတိကပြောတယ်နော်မတူဘီသားတွေပြီးတော့အဲ့မှာအတိကကျွန်တော်ပြောချင်တာကဟိုဟာနှိုတဲရောကဦးတင်ဆန်ခွေးမသားဦးတင်ဆန်တနိုင်ငံလုံးတတိုင်းပြည်လုံးကစစ်အာဏာရှင်ကိုစန့်ကျင်ကန့်ကွက်နေကြတဲ့ချိန်မှာနော်စစ်အာဏာရှင်အလိုမရှိလို့စန့်ကျင်ကန့်ကွက်နေကြတဲ့ချိန်မှာပညာတတ်ပုဂ္ဂိုလ်ကြီးနော်ဆရာဝန်ကအစကျောင်းဆရာမတွေအဆုံးနိုင်ငံဝန်ထမ်းအားလုံးမြန်မာနိုင်ငံမှာဝန်ထမ်းမှာဆိုတဲ့အားလုံးကလမ်းပေါ်ထွက်ပြီးမှစစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ချိန်အဲ့ပြောင်းဖူးစားနေတဲ့ဦးတင်ဆန်းကလီးစကားတွေပြောနေလားနော်အဲ့ဦးတင်ဆန်းဆိုတဲ့ခွေးမသားကျွန်တော်ပြောတဲ့လက်လေးကိုမြင်မဲ့ဆိုရင်လည်းခမည်းစဉ်းစားလိုက်အောင်ဒီအာနာစင်စနစ်ကိုဆန့်ကျင်ဖို့အတွက်ပြည်သူတွေကကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်ဖို့အတွက်လမ်းပေါ်ထွက်ခြင်းပြီဆိုနိမေလို့ရဲစခန်းကိုကြိုတင်ပြီးမှဖုံးဆက်ပြီးခါမှခမည်းတားရလဲဦးတင်ဆန်းပြောတာနော်ဦးတင်ဆန်းဟိုတဲ့ရောကဦးတင်ဆန်းအာနာစင်စနစ်ကတိုင်းအာနာစင်စနစ်အောင်မှာတိုင်းမိကကြာနေတာခမည်းကိုတိုင်ကခမည်းကြန့်ခိုင်းပဲဖြစ်ဘဲပါတီဝမဲဖြစ်အာနာစင်စနစ်ကပါတီနဲ့မဆိုင်ဘူးအာနာစင်စနစ်အောင်မှာတိုင်းမိကြာနေတဲ့ချက်ခမည်းတို့ကိုတိုင်ကစစ်ဦးစီးဦးဆောင်ဆေးမှာဟိုလို့ရမယ်အချိန်မှာတိုင်းပြည်ရဲ့အမှန်တရားကိုလိုချင်တဲ့လူဆေးပါထွက်ပြီးမှဆန္ဒပြချင်တယ်လို့နေမေလို့တားနေတယ်ဦးတင်ဆန်းမေလို့နဖူးကပြောင်နဲ့မြန်မာနိုင်ငံမှာကြည့်လိုက်ငါတို့ချင်းလူမျိုးတွေမှာကြည့်လိုက်နဖူးပြောင်မောက်ကောင်းနဲ့ကြမ်းမပြီးတယ်လို့ယူကြောင်နေတာပေါင်းညာစားအာနာစင်နဲ့ပေါင်းစားတဲ့ခွေးမျိုးတွေပဲဟေးလော်တွေကျွန်တော်ပြောပြီးဆိုခက်ကြမ်းမပြောတာနော်
ပြည်သူတွေကကိုရင်ထဲမှာရှိတဲ့ဟာပြည်သူတွေကအကြမ်းမဖက်ဘူးနော်ပြည်သူတွေမှာအမှန်တရားဆိုတဲ့ဒီပန်နှလုံးသားပဲရှိတယ်လက်နဲ့မပါဘူးဘာမှမပါဘူးဆန္ဒပြချင်တာကိုနစ်မေလို့ရဲစခါကိုကြိုတင်ဖုံးဆက်တာလားဦးတင်ဆန်ခွဲမျိုးမေးလို့အဲ့ဦးတင်ဆန်ကဘာလဲတန်းတိုင်းလားတန်းမနီလားလဲလေးဘေးခါမှာချောက်ထဲလို့မလိုက်ပါလားအဲ့ဦးတင်ဆန်ဆိုတဲ့ကောင်ချင်းလူမျိုးမှာရာဇဝင်ရဲအောင်လားမလုပ်နဲ့ဟိုတဲ့ရောကဦးတင်ဆန်ခွဲမျိုးကျွန်တော်ပြောတဲ့စကားကိုကြားမယ်ဆိုရင်လေကြားမယ်ဆိုရင်ကျွန်တော်ပြောတဲ့စကားကိုကြားမယ်ဆိုရင်မေးလို့ခွဲမျိုးဦးတင်ဆန်တတိုင်းပြည်လုံးကလမ်းပေါ်ထွက်ပြီးမှစစ်အာဏာရှင်ကန့်ကိုနေတဲ့ချင်းမှာခမရကဘာလဲအဲ့ဟိုတဲ့ရောကလူတွေကကိုအဲ့ဦးတင်ဆန်ကိုကြောက်နေလားလဲလေးပလိုက်နော်ပညာတတ်ပုဂ္ဂိုလ်အသွေးကိုရှိတဲ့လူတွေအမျိုးမြင်ရှိတဲ့လူတွေအုံနောက်ရှိတဲ့လူညာရှိတဲ့လူတွေကတနိုင်ငံလုံးကလမ်းပေါ်ထွက်လာပြီးခါမှာစစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ချိန်မှာခမရလို့ပြောင်းဖို့အခွင့်အရေးပြုတ်စားတဲ့ကောင်ကလေးမလို့အာဏာရှင်နဲ့ပေါင်းပြီးမှဟောဖြစ်နေတာလေခမရကြန့်ခိုင်ပဲဖြစ်ဘီခိုင်ပြောပဲဖြစ်ဘာပဲဖြစ်နော်ခွေးဘာသာပဲဖြစ်နွားဘာသာပဲဖြစ်ကျွန်တော်ပြောပြမယ်အခုချိန်မှာနော်တတိုင်းပြည်လုံးကစစ်အာဏာရှင်စနေအောင်မကြနေတာအခုချိန်မှာ NDD ချင်းပါတီနော်ကြန့်ခိုင်နေမရှိဘူးအဲ့ဒါကိုခမရတော့ကောင်းထဲမှာထည့်ထားနှစ်ဖိုးပြောင်းတယ်လို့စောက်မြက်ခွက်လာမပြောင်းနဲ့နော်ပါရိုက်ပလိုက်မယ်မေလို့ခမရတော့စောက်ကြောင်းနေပဲလိုင်းပေါ်မှာခဏတက်လာတာတိုင်းသူပြည်သားတွေအမှန်တရားလိုချင်တဲ့လူကလမ်းပေါ်တော့ဆန္ဒပြလွတ်လပ်ပြပါစေဖို့သူတို့ရင်ထဲမှာအမှန်တရားလိုချင်တော့ဆန္ဒပြတာနစ်မေလို့တားနေတာလားနစ်မေလို့ရဲစခန်းဖုံးဆက်အဲ့ရဲစခန်းကနေမင်းမလိုးနေတဲ့ရဲတွေမလို့လားနေသမီးလိုးနေတဲ့ရဲတွေမလို့ဥတင်ဆာမေလို့ကျွန်တော်ကပြောပြီးဆိုရင်ဒီလိုအချိန်မှလေနိုင်ငံရေးနီးလာရလည်းပြောလို့မရဘူးနော်လူမွေးနီးလာနဲ့လည်းပြောလို့မရဘူးအခုချိန်မှာဥပဒေဆိုတာမရှိတော့ဘူးနော်ဥပဒေဆိုတာမရှိဘူးတိုင်းပြည်ပြက်နေတဲ့အချိန်မှာခမရတို့လူမျိုးတွေဥပဒေနဲ့ပြောလဲနားလည်းမလို့လူမွေးနဲ့ပြောလဲနားလည်းမကောင်းနေမဟုတ်ဘူးနိုင်ငံရေးနဲ့ပြောလဲခွဲကိုပလာတာကျွေးတယ်လို့ဖြစ်မယ်နော်အမတဆက်သေးပြောမှာဦးတင်ဆာခမရစောက်ချိုပြင်းရင်ပြင်းနော်တိုင်းသူပြည်သားတွေနော်ချင်းလူမျိုးတွေကသူတို့ရဲ့စိတ်ထဲမှာဆန္ဒမှန်ကိုဆန္ဒပြချင်တာနေမေလို့တားနေရလားအဲ့ရဲစခန်းကခမရသမီးရဲ့လင်းနေမို့တော့လားနော်ပြီးဖန်နိုင်ရောကဥက္ခရလုပ်တဲ့စစ်ကောင်စီခံထားတဲ့ဥက္ခရလုပ်တဲ့ခွေးမသားတယောက်လည်းရှိသေးတယ်နော်ခွေးမသားတယောက်ရှိတယ်အဲ့မတူပြီးဖြစ်လိမ့်လို့ဆိုရင်စစ်ပိုးမတဲ့လူကြည့်လေအာရာစင်တဲ့လူပေါင်းနဲ့ကြည့်လေမတူပြီးသားတွေခဲပဲမတူပြီးနေသားတွေခဲပဲခမရတော့မလုပ်ရဘူးလားဒီလိုလူမျိုးတွေရက်တပ်လိုက်ချောင်းထဲလွှတ်မလိုက်တတိုင်းပြည်လုံးကလမ်းပေါ်ထွက်ပြီးမှနော်တွေးချောင်းစီအောင်အာနာစင်ကိုတွန်းလှန်ကြတဲ့ချိန်မှာနော်သူတို့ရဲ့ဆန္ဒထုတ်ပေါ်ချင်တာအကြမ်းဖက်တာမဟုတ်လွတ်လပ်ထုတ်ပေါ်ပါစေပေါ့ဘာလဲရဲစခန်းခဏဖုံးဆက်ပြီးမှတားခိုင်းတယ်မေလို့ဦးတင်ဆန်လူကြီးတော့နှစ်ဖူးကဟိုငယ်ထိအထိပြောင်းနေတာအဲ့လိုလူမျိုးတွေလူရုပ်မှလူကောက်ကြည့်တယ်လူတကာစိတ်ကြအေးတယ်လို့နဲ့လူရုပ်မှတယ်အမျိုးရုပ်တွေအဲ့မျိုးမေလို့ဖန်နိုင်ရောကဥက္ကရာကျွန်တော်မတူပြီးနဲ့အကုန်ထမ်းပြီးအကုန်တီးတယ်ပဲရောအကုန်တီးတယ်နော်ဖန်နိုင်ရောကဥက္ကရာဆိုတဲ့လူကလည်းအဲ့ဒါလူငယ်ဒီဆန္ဒပြတာလွတ်ဆန္ဒပြပါစေပေါ့အခုချိန်မှာနော်နေပညာဒီထွန်းကားပြီးခါမှာနော်ကလေးကအစားလူကြီးအဆုံးဒီခေတ်ချင်းမှာလေအုံနောက်ညာနေပွင့်လင်းနေတဲ့ခေတ်မှာနော်ကဘာကြီးကရွာလို့ဖြစ်နေတဲ့ချိန်မှာခမရတော့အုံနောက်ကမတုံးနဲ့နော်အဲ့လောက်ကြီးတုံးမနေနဲ့အခုချိန်မှာကြန့်ခိုင်ရဲဒီ NDD ချင်းပါတီဟိုပါတီဒီပါတယ်မရှိဘူးအာနာစင်စနေအောက်ကျနေတာအာနာတိုင်းပြည်ကအာနာစင်စနေကျနေတဲ့ချိန်မှာလူတိုင်းကဒီအာနာစင်ကိုတွန်းလှန်နေတဲ့ချိန်မှာမင်းတို့ကအာနာစင်နဲ့ပေါင်းနေဆိုတော့မင်းတို့ကမျိုးတွေပြောင်းဖို့ပြုတ်တော့စားဖို့မတင်ဘူးပြောင်းဖို့အခွင့်မစားဖို့တင်တယ်အေးလို့ဦးတင်ဆိုင်ရဲ့ဖနန်ကဥက္ကဋ္ဌကျွန်တော်ပြောမှာတဲ့ပြောတာအေးလို့ဒီချင်းတဲ့ခါကြောက်တော့မလုံနဲ့နော်ချင်းဒီခါကြောက်တော့မလုံးနဲ့တခြားတိုင်းသားတွေကချင်းကရမွာရရခိုင်စန်းနဲ့ဘလို့လှုပ်ရှားတယ်ဘလို့လှုပ်ကြတယ်ဆိုတာကြည့်ကြည့်လိုက်
老马大的老来no少得来些呗。没有没肚皮那大的no，红带药个，药都药大的嘛，脸么包了，钱么包了，不是么包了。哎呦啊，我顶上个脚动木了，单单一木了，来理不来，来理不来。哎喽，钱的卡叫no làm luôn nè。လူအများကြီးကအလုံးလုံးချင်တဲ့အရာကိုလူအများကအလုံးလုံးချင်တဲ့အရာကိုတယောက်နှစ်ယောက်ကတားတာနဲ့ပြင်အလုတ်ကပြတ်တော့တယ်ဆိုတော့မရှိစေရဘူးအဲ့ဒီတယောက်အတော့နဲ့အသားစီပြင်အဲ့ဒီတယောက်ကိုရှင်းပြရမှာကျွန်တော်ကခင်ဗျားတို့ကအမြဲတမ်းထူထောင်းပေးနေရတာနော်ဘလက်ဝကိစ္စစားပြီးကျွန်တော်အမြဲတမ်းပြောနေတာလူလိုနားလဲသမင်းစားတာဒီမှာလူလိုသွေးခိုလူမှာဝစာတတ်တာစာမတတ်တာပညာတတ်တာမဆိုင်ဘူးနော်လူအသွေးခိုရှိဖို့လိုတယ်ပညာတတ်ဖို့လိုတယ်စာတတ်တာပညာတတ်တာမဟုတ်ဘူးတတိုင်းပြည်လုံးကအာနာစင်စနေလက်အောက်ကြလို့လူတကာကတွေးစောမိခါမှာအသက်နဲ့လဲပြီးမှအာနာစင်ကိုဆန့်ကျင်နိုင်ငံတကာကဆန့်ကျင်လို့မင်းတို့ကိုးကွယ်နေတဲ့မင်းတို့အဘဘကြီးမင်းအောင်လဲဘာမှလုပ်လို့မရအခုခိုးလိုက်ဖွက်လိုက်နော်ဆိုင်ငယ်ဒီခိုးဆိုင်ဒီဖောက်ငွေဒီခိုးဆွေဒီလူနော်မနေ့ကဆိုလည်းကြည့်ဆိုင်ဒီဖောက်တာပတ်စံဒီခိုးဆွေဒီလူပြီးပြေးတာဒီလောက်အခုချိန်မှာဥပဒေမဲ့ဖြစ်နေတဲ့အချိန်တိုင်းပြည်ပြည့်စည်နေတဲ့အချိန်မှာဒီလိုတိုင်းပြည်ပြည့်စည်နေတဲ့တပုံထက်တော့မှဆိုးနေတဲ့နော်လက်လို့စပဲမင်းတို့အပမင်းအောင်လဲငါလဲသူစစ်တပ်ကြီးဘလို့မှအုပ်ချုပ်လို့မရတော့တဲ့အချိန်မှာဒီလိုမင်းအောင်လဲကိုထောက်ခံနေတဲ့ဦးတင်ဆန်းဆိုတဲ့ခွေးမသားကိုခင်ဗျားတို့ပြောကြစမ်းပါနော်သူကကျွန်တော်လိုက်လို့နေမမြင်ဘူးဆိုရင်လေကျွန်တော်လိုက်လို့နေသူ့ရှိပို့ပေးကြစမ်းပါအုံနောက်ရှိသလားလို့အေးလို့ခမရလောက်ကပြောမနေနဲ့မင်းအောင်လဲငါတော့မှသူ့ရဲ့စစ်တပ်ကြီးထင်းလို့မရတော့ဘူးနော်စစ်တပ်တဲ့ခိုးတယ်ဖွက်တယ်လူတယ်ရက်တယ်နော်လူတတ်တယ်မလင်းကျင်းနဲ့နော်အခုဖမ်းနေမင်းကလေးဆိုမလင်းကျင်းတာနော်ဆိုင်ကလေးဆိုလဲအစီလဲကားပေါ်တင်ပြီးယူသွားကြဆိုင်နေဖောက်ထမင်းဆိုင်နေကိုယ့်အကိုဝွန်းထမင်းဆိုင်နေကိုစက်တော့စားရက်ခွဲအကုန်လုံးနေဒီလောက်တောင်းကြနေတဲ့ဟာမှာခမရတော့ကထောက်ခံနေဆိုမတူပြီးနေမှမနေနဲ့နိုတဲ့ဝါမှမနေနဲ့ဟိုမှာခွေးမောင်းတယ်လို့မောင်းထုတ်ပလိုက်ပမာပြီးမှာတော့မနော်အာနာစင်းနဲ့ပေါင်းနဲ့ဥက္ကရာဒီဆိုရွာထဲကဟင်ထုတ်ပလိုက်တော့ခွေးမောင်းတယ်လို့မောင်းတာနော်သူ့ပစ္စည်းတော့ယူခွင့်မရှိဘူးခွေးမောင်းတယ်လို့ရွာပြင်မောင်းထုတ်ပလိုက်တာအဲ့လိုဦးတင်စားခင်ဗျားတို့မောင်းထုတ်ချင်းသိခါကြတယ်ကျွန်တော်ပြောတယ်ချင်းသိခါကြတယ်မောင်းထုတ်ပလိုက်ကိုလုံးချင်းတဲ့အရာကိုအများလုံးချင်းတဲ့အရာကိုတယောက်နှစ်ယောက်ကြောက်အသားစီးမဖြစ်စေနဲ့ဖန်နိုင်ငံကဥက္ကဋ္ဌကိုလည်းခင်ဗျားတို့တတိပေးလိုက်ခင်ဗျားတို့မတူပြီးနေသားတွေမတူပြီးချင်းနေအမှလက်မပါဘူးလားချင်းမပါဘူးလားပါစမပါဘူးလားဦးတင်ဆန်းကဘာလဲတန်တန်ကြီးမလို့လားချပလိုက်လို့ငါတို့ကအရင်တော့ကလည်းဘာလဲတီးတင်ကလူလားမင်းအောင်လဲချင်းသူရဲ့ကောင်းပွဲဆိုတော့ပေးလို့ငါတို့ချင်းနဲ့တိတ်ခါကြခဲ့ပြီးလို့ဒီအခုချင်းนี่လူကြီးလုတ်ချင်းမိခါမှာအစိုးနဲ့အကောင်အမှားနဲ့အမှန်အနှိမ့်နဲ့အမြင်ကိုနားမလဲသေးတဲ့ချင်းတွေကအများရှိသေးတယ်နော်ရန်သူနဲ့မိတ်ဆွေတော်မှမခွဲကြတာသေးဘူးနော်ဘယ်ကရန်သူဘယ်ကမိတ်ဆွေပါစကားပြောလိုက်ဒီမိုကရေစီစောက်ပတ်ဒီမိုကရေစီဘာမှနားမလဲပဲနဲ့သူများရောင်တဲ့လက်မရောင်နဲ့အခုမင်းတို့အပမင်းအောင်လည်းကအာနာသိန်းလို့အခုဘာဖြစ်သွားလဲတိုင်းပြီးပြက်နေတာသူ့စစ်တပ်တောင်သူထင်းလို့မရဘူးအခုချိန်မှာခိုးနိုင်တဲ့လူစစ်တပ်ကခိုးနိုင်တဲ့လူကချမ်းသာတယ်မလင်းကျင်းနိုင်တဲ့လူကသူ့အဆင်ပြေတာပဲနော်ခိုးနိုင်တဲ့လူကစားနိုင်တယ်ဆိုင်ငယ်တွေခိုးနိုင်တဲ့လူကကားတွေခိုးနိုင်တဲ့လူကစစ်တပ်ကအဆင်ပြေနေတာဒီလိုချင်းမှာဒီလိုလူမျိုးကိုထောက်ခံတဲ့ဦးတင်ဆန်းဒီလိုလူမျိုးကိုမအားပေးတဲ့ကြန့်ခင်ရေးပါတီကိုခွဲမှတာဦးတင်ဆန်းကိုခင်ဗျားတို့ပြောလိုက်စမ်းကျွန်တော်ပြောတယ်လို့နော်အဲ့ဒီဦးတင်ဆန်းကိုခင်ဗျားတို့ရွာပြင်ကိုမောက်ထုတ်ပလိုက်မတူပြီးသားတွေနိုတဲ့ရွာကချင်းနေခင်ဗျားတို့ပြောမယ်ခင်ဗျားတို့
ယောက်ျားကြီးဆေးကလီးထွက်တယ်နော်ပစိုးဝတ်တယ်ပေါင်းမရှိဝတ်တယ်ကျွန်တော်ယောက်ျားပါလို့ကိုယ့်အကိုခံယူတယ်ဆိုရင်အဲ့ဦးတင်ဆန်းကိုရွာပြီးကမောင်းထုတ်ပလိုက်နော်မောင်းထုတ်ပလိုက်ဖန်နေငေါကဥက္ကဋ္ဌလည်းပါလဲလဲမမျိုးတက်လာတယ်မှာနော်အသားစီးဖြစ်တဲ့စူးတွေမြဖြည့်စင်းရမှာပဲနော်အဲ့လိုပဲပြောမယ်ချင်းတဲ့ခါကြအောင်တဲ့ချင်းလုံးမလုပ်ကြနဲ့သူများလို့တဲ့မြဖိန်ခံအာနာစင်လည်းပြောကိုတော်မစိုးနဲ့ငါလောမဦးတင်ဆန်းနော်တီလူပဲမရင်လှိုက်လာခမရတော့ပြောမယ်နော်မရင်ချင်းလို့မရင်တာနော်ခမရတော့လူမျိုးတွေကလည်းနိုင်ငံရေးနီလာနဲ့ပြောလို့မရဘူးလူမွေနီလာနဲ့ပြောလို့မရဘူးဥပဒေလမ်းကြောင်းအတိုင်းပြောလို့မရဘူးအလကားပဲခမရတော့လူမျိုးတွေကိုပြောမယ်အစားလေခွေးကိုပလာတာကျွေးတာမှဟုတ်ဒီပါတီရှိအောင်ပဲလော်ရီလုံးလေငါတို့ချင်းနေခဲပဲဂျာနဲ့တိုင်းနာတယ်လည်းမျက်နှာဝေဖန်ခံရတာနော်ငါတို့ချင်းနေကနော်မင်းအောင်လည်းငါအာနာသိန်းလို့ဟောဖြစ်ပြီးဆိုတော့ချင်းနေကအကုန်လုံးရန်ကုန်မြို့ကြီးကိုခြေတဲ့ဂျပန်တန်ယုံဆဲမှာတွားပြီးခါမှာဂျပန်လို့တွားပြောချင်းနဲ့နာမည်ပြန်ရပါဆိုမှအဲ့ခွေးမသားတဲ့တက်လာပြန်မယ်အဲ့ဦးတင်ဆန်တော့ရွာထဲကိုမောင်းထုတ်ဖဏ္ဍာန်ကဥက္ကဋ္ဌခင်ဗျားတို့ရက်တာပလိုက်အဲ့လိုပဲပြောမယ်နော်